ဒုတိယကိုဝင်ကသူမလုံးဝထင်မဲ့မချရင်ရှားလေးဖြစ်နေကြောင်းချပြလာရေးပို့ကြောင်းမင်္ဂလာပါပရိသတ်ကြီးရှင်အခုတင်ဆက်ပေးသွားမယ့်ကြောင်းရာလေးကတော့ဒုတိယကိုဝင်ဟာသူမတို့တမိသားစုလုံးလုံးဝမျှော်လင့်မချရင်အရှားလေးဖြစ်နေကြောင်းချပြလာခဲ့တဲ့ပို့ကြရဲ့ကြောင်းလေးကိုဖော်ပြတင်ဆက်ပေးသွားမှာဖြစ်ပါရဲ့ရှင်ဒီသမီးပို့ကြပြုခင်ကတော့ပရိသတ်တွေရဲ့ချက်တော်လေးစိန်ဥကိုမွေးဖွားပြီးတနေ့ကြာမှပဲနောက်ထပ်ကိုဝင်ဆောင်နိုင်အောင်ကြိုးစားနေခဲ့ပြီးတော့သူမရဲ့ဆန္ဒတွေပြင်းမြောက်ခါဒုတိယကိုဝင်ဆောင်ထားနိုင်ခဲ့ပြီးပဲဖြစ်ပါတယ်ပို့ကြဒုတိယကိုဝင်ဆောင်နိုင်ဖို့တောင်းဆိုပြုပြီးနလကြာမှာပဲသူတို့လင်မယားရှမ်းကိုမျှော်လင့်နေခဲ့တဲ့ကိုဝင်ဆောင်နိုင်ခဲ့တာဖြစ်ပြီးတော့အရန်ကိုပျော်ရွှင်ခဲ့ရပါဒုတိယကိုဝင်ဆောင်ထားပြီးတလကြော်ကြာမှာတော့ပို့ကြဟာသူမရဲ့ကိုဝင်ကိုအန်ထရာဆောင်ရိုက်ကြည့်ခဲ့ပြီးသူမတို့မျှော်လင့်မထားခဲ့တဲ့အရာလေးဖြစ်နေခဲ့တာပဲချပြလာခဲ့တာဖြစ်ပါတယ်ပို့ကြရဲ့ဒုတိယကိုဝင်ဟာအားလုံးမျှော်လင့်မထားခဲ့တဲ့အမွှာလေးဖြစ်နေခဲ့ပြီးအားလုံးကို surprise တိုက်ပြီးပျော်ရွှင်စေခဲ့တာဖြစ်ပါတယ်ဒေကြအားလုံးနောက်တစ်ပတ်နေရင်ထပ်မံပြီးတော့အန်ထရာဆောင်ရိုက်ကြည့်မှာတေချာမှဖြစ်ပေမယ့်အခုကို90ရာခိုင်နှုန်းအမွှာလေးဖြစ်ကြောင်းတေချာနေခဲ့ပြီလို့ပိုးကြကတီးပေးပြောကြားလာခဲ့တာဖြစ်ပါတယ်။ပိုးကြသူမရဲ့ခင်မအရှင်မိမဖြစ်သူနဲ့မွေးဖွားထားတဲ့သားသမီး3ယောက်ရှိပြီးသားဖြစ်တဲ့အတွက်သူမကိုယ်တိုင်လည်းကလေး3ယောက်မွေးဖွားကကလေး6ယောက်အမေဖြစ်တော့မယ်ဆိုပြီးတော့ပြောရှင်နေခဲ့တာပဲဖြစ်ပါတယ်။ကျေဦးလိမ်ဝေးပြီးတော့တနေ့ကြာမှာပဲအမွှာလေးကိုကိုဝင်ဆောင်နိုင်ခဲ့တာဖြစ်လို့ပိုးကြရဲ့ထူးခြားတဲ့ကလေးကိုပရိသတ်တွေကပြောဆိုချီးကျူးနေကြတာပဲဖြစ်ပါတယ်။ပိုးကြရဲ့ပထမဆုံးသားဦးလေးစိန်ဦးဟာလေချစ်စရာကောင်းလို့တဲ့အတွက်ပရိသတ်တွေရဲ့သိနှလုံးတွေကိုသိမ့်ပိုက်ထားတဲ့ကလေးလေးဖြစ်ပြီးဖခင်ဖြစ်သူရဲ့အရှင်မိန်းမနဲ့မွေးဖွားထားတဲ့ကလေးတွေကပါမောင်နှမရှင်းသဖွေနှစ်တာပို့ချစ်ခင်ရပဲဖြစ်ပါတယ်။ပိုးကြဝေဖန်မှုတွေကြားကနေသူမရဲ့အိမ်တော်ကြီးကိုထူထောင်ထားရပေမယ့်မိသားစုဝင်တွေအားလုံးစစ်စီလုံးလုံးပျော်ပျော်ရွှင်ရွှင်နေနေနဲ့အောင်ခင်မွန်းဖြစ်သူစီကပါလာတဲ့ကလေးတွေကစားသူ့ရဲ့သားသမီးရှင်းသဖွေပြုစုဆောက်ရှောက်ပေးနေကြတာပါပရိသတ်တွေကတော့သူမရဲ့ဒီလိုစင်ရင်စေတနာကောင်းမှုတွေကြောင့်အခုလိုမွာလေးကိုကိုဝင်ဆောင်ရတဲ့အထိကန်ထုခဲ့တာဖြစ်ကြောင်းအခုလိုပြောဆိုခဲ့ကြတာပဲဖြစ်ပါတယ်စေနာကောင်းလို့အကျိုးပေးတာလူဖြစ်ခွင့်ရတဲ့ကလေးတွေကန့်ကောင်းလိုက်တာအမွာလေးဆိုတော့ပိုဝမ်းသာမိချီရတဲ့စိတ်ဦးကတော့ပြိုင်ဆိုင်ရှားနေမဲ့တစ်ဖေးအမွေလေးတွေလည်းစိတ်ဦးလေးတို့သာဆိုရင်အရက်ချစ်ဖို့ကောင်းပါအရောက်တရားမှာဒီလိုကန်ကောင်းမှုဆိုတာရှားတယ်တကယ်ကန်ထုတဲ့သမီးလေးပဲအမွာလေးတွေဆိုတာဖះပေးရဲ့ဆိုတာပါတို့ချင်နိုင်မရပါဘူးကန်ကျုပ်ပေးတော်ကောင်းပါလေအကိုတူဟာရှင်မိန်းမနဲ့လေကလေး3ယောက်မွေးထားတာမလားမျိုးအောင်ချက်ကလက်လက်မေးဘုဆိုင်ဘူးခင်ရဲ့စေတနာကြိုးပေးပါပြီအရှင်မိန်းမရဲ့ကလေးတွေကိုအစသူသားသမီးရင်တို့ပြုစုဆောက်ရှာပေးရှာတယ်သူရဲ့စေတနာရှောင်ပြဟတ်တာပဲအရန်လည်းဝမ်းသာပါလေအမွာလေးရလို့လေဂုံးယူပါလေဆိုပြီးတော့ဝင်ရမချက်ပြုပြောဆိုခဲ့ကြတာကိုတွေ့ရတာပဲဖြစ်ပါတယ်ပရိသတ်ကြီးတို့ရောမင်းသမီးဘုချပြုခင်တယောက်အခုလိုအမွာလေးတွေကိုဝင်ဆောင်ထားတဲ့ပုံမှာထပ်တူဝမ်းသာမိကြရဲ့လားဆိုတာကွန်မန့်မှာပြောသားပေးခဲ့ပါအောင်ရှင်။အားပေးနှုတ်ဆက်ခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။နောက်နေ့ဒီမှာလေးစိတ်ဝင်စားစရာကောင်းတဲ့ဆယ်ဒီရဲ့နုပညာရှင်တွေရဲ့သတင်းတွေတူပြန်လာခဲ့ပါအောင်မယ်ရှင်။ဒီနေ့တော့နဲ့ပဲနှုတ်ဆက်ခဲ့ကြပါတယ်။အားလုံးကိုကျေးဇူးထူးတင်ရှိပါရရှင်။